တရားထိုင်ခြင်းနှင့်ကျမ်းမာရေးတရားထိုင်ခြင်းကိုဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဘာသာရေးအမှုကိစ္စတစ်ခုအဖြစ်ရင်းနှီးကြသလိုအခြားဘာသာဝင်တွေအနေနဲ့ဆိုရင်လည်းစိတ်တည်ငြိမ်မှုအေးချမ်းမှုကိုပေးစွမ်းနိုင်တဲ့လှုပ်ဆောင်မှုတစ်ခုအဖြစ်နားလည်ထားကြပါတယ်မှန်ပါတယ်တရားထိုင်ခြင်းဟာဘာသာရေးအရာယုံကြည်ထားတဲ့နောင်တမလွန်အကျိုးတရားတွေကိုပေးကောင်းပေးနိုင်မှာဖြစ်တဲ့အပြင်မျက်မှောက်ကာလမှာကိုပဲကျမ်းမာရေးအကျိုးကျေးဇူးတွေများစွာဖြစ်ထွန်းစေမှာပါတရားထိုင်ခြင်းဟာကိုယ်စိတ်ဖြေလျှော့စေခြင်းစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုရစေခြင်းနာကျင်မှုဝေဒနာတွေကိုကြံ့ခံစေနိုင်ခြင်းအစရှိတဲ့ကောင်းကျိုးတွေကိုရရှိစေနိုင်ပါတယ်ဒီဆောင်းပါးလေးမှာတော့တရားထိုင်ခြင်းနဲ့ကျမ်းမာရေးဘယ်လိုဆက်နွယ်မှုတွေရှိနေတယ်ဆိုတာကိုဆွေးနွေးဖော်ပြသွားမှာဖြစ်ပါတယ်ဒါတော့မဟုတ်ပါဘူးဒါပေမဲ့ကင်ဆာရောဂါကြောင့်ခံစားရတဲ့စိတ်ပင်ပန်းထိခိုက်မှုတွေခန္ဓာကိုယ်နာကျင်မှုတွေသုံးဆွဲရတဲ့ဆေးတွေကြောင့်ဖြစ်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကိုတော့တရားထိုင်ခြင်းကအထိုက်အရောက်သက်သာစေပါလိမ့်မယ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုစိတ်ကမောင်းနှင်နေလို့အရှေ့တိုင်းကယူဆထားတဲ့အတိုင်းစိတ်ကိုတည်ငြိမ်စေတဲ့တရားထိုင်ခြင်းဟာခန္ဓာကိုယ်ပေါ်လဲတိတာထင်ရှားတဲ့ကောင်းကျိုးတွေကိုဖြစ်ပေါ်စေပါတယ်ဒါဆိုရင်ကင်ဆာဝေဒနာရှင်များအနေနဲ့ quality of life လို့ခေါ်တဲ့ဘဝရဲ့အနှစ်သာရတွေကိုပုံမခံစားရမှာပါသွေးတိုးသမားများတရားထိုင်ခြင်းဟာသွေးပေါင်ချိန်ကိုလည်းအတိုင်းအတာတစ်ခုထိလျှော့ချပေးနိုင်တယ်လို့လေ့လာမှုအချို့အရသိရှိရပါတယ်။ဒါဆိုရင်သွေးကြဆေးလုံးဝမတောက်ပဲတရားပဲလှိမ့်ထိုင်နေတော့မယ်လို့တော့လည်းမဟုတ်ဘူးပေါ့လေ။ American နှလုံးကျန်းမာရေးအဖွဲ့ကြီးရဲ့အကြံပြုချက်အရဆိုရင်တော့ပုံမှန်သုံးစွဲရမယ့်သွေးကြဆေးတွေကိုသုံးစွဲရုံသာမကနေ့စဉ်တရားထိုင်ပေးမယ်ဆိုရင်သွေးတိုးရောဂါကိုပုံမအောင်မြင်စွာထိန်းချုပ်ထားနိုင်မယ်လို့ဆိုပါတယ်။အိမ်မပျော်သောညများအတွက်ရာသီဥတုပူရတဲ့အထက်မီးပြက်လို့ပဲဖြစ်ဖြစ်သားရေးသမီးရေးစီးပွားရေးလူမှုရေးပညာရေးဘာရေးညာရေးတွေကိုပူပန်နေရလို့ပဲဖြစ်ဖြစ်အချစ်နာကြနေလို့ပဲဖြစ်ဖြစ်အိပ်၍မပျော်သောညညတန်တရားတွေကိုတခါတရံတချို့ကြပြန်တော့မကြာခဏရင်ဆိုင်ရတတ်ပါတယ်အိမ်မပျော်ပေါင်းများလာပြီဆိုရင်ကိုယ်စိတ်နှလုံးသုံးပါးလုံးကိုထိခိုက်စေနိုင်ပါတယ်အိတ်ဆေးတွေဆိုတာလည်းအကျင့်ဖြစ်သွားတတ်လို့ဆွဲသွားတတ်လို့မသုံးရင်တော့အကောင်းဆုံးပါပဲတရားထိုင်ခြင်းကဒီနေရာမှာအခန်းဝင်လာပါပြီတရားထိုင်ခြင်းဟာသင်ရဲ့မတည်မငြိမ်လှုပ်ရှားနေတဲ့စိတ်အလင်းကိုအနည်းနဲ့အများတည်ငြိမ်သွားစေတာမို့မြင်မြင်အိပ်ပျော်ဖို့ထောက်ကူပြုပါလိမ့်မယ်ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးကိုပဲစိတ်ကအမိလိုက်မှတ်ပြီးတခြားသောပူပန်သောကအာယုံတွေဝင်မလာအောင်ကြိုးစားရှုမှတ်ရုံပါပဲကျောင်းသားကျောင်းသူများအခြေခံကျောင်းသားကျောင်းသူတွေကစပြီးဟိုတက္ကသိုလ်ကကိုမမတွေအထိဒါမှမဟုတ်ဘွဲလွန်တက်နေတဲ့ဆရာသမားတွေအဖို့စာတွေကိုကြက်မှတ်ရတဲ့အခါမှတ်ဉာဏ်ထက်မြင့်ရင်တန်ဖို့အထူးလိုအပ်ပါတယ်ဉာဏ်ရည်ဟာမွေးလာကလေးကသတ်မှတ်ပြီးသားဆိုပေမဲ့လည်းပုံမထက်မြက်လာအောင်တော့လေ့ကျင့်ပေးလို့ရနိုင်ပါတယ်လှုပ်ရှားပေါင်ပင်ခတ်နေတဲ့ရေမျက်နှာပြင်ပေါ်မှာပုံရိပ်တစ်ခုခုထင်ဖို့မလွယ်ကူပေမဲ့တည်ငြိမ်နေတဲ့ရေမျက်နှာပြင်ပေါ်မှာတော့ပုံရိပ်ဟာအလွယ်တကူထင်ဟပ်နိုင်ပါတယ်ဒီသဘောပါပဲတင့်အနေနဲ့တစုံတစ်ခုကိုမှတ်သားခြင်းတဲ့အခါစိတ်တွေကတောင်ပြေးမြောက်ပြေးဆိုရင်မှတ်ရပြုရတာပိုခက်တာကိုတွေ့ပါလိမ့်မယ်။ဒါကြောင့်စာမကျက်ခင်တစုံတစ်ခုကိုမမှတ်သားခင်မှာ10မိနစ်လောက်ပဲဖြစ်ဖြစ်အချိန်ပေးပြီးတရားထိုင်ပါဒါဟာမြောက်ကလေးလိုလှုပ်ရှားနေတဲ့တင်းစိတ်တွေကိုအတိုင်းအတာတစ်ခုထိတည်ငြိမ်သွားစေနိုင်တာမို့လေးလာမှတ်သားရတာပိုအဆင်ပြေလာတာကိုလက်တွေ့မြင်ရပါလိမ့်မယ်စမ်းကြည့်ပါ။စိတ်ကြဝေဒနာရှင်များအထက်မှာဆိုခဲ့တဲ့အတိုင်းတရားထိုင်ခြင်းဟာစိတ်တည်ငြိမ်အေးချမ်းမှုကိုအဓိကပေးစွမ်းနိုင်တာမို့အကြောင်းမျိုးမျိုးကြောင့်စိတ်ကြဝေဒနာခံစားနေရသူတွေအနေနဲ့ပုံမှန်တရားထိုင်ပေးမယ်ဆိုရင်အကျိုးထူးတာကိုလက်တွေ့မြင်ရပါလိမ့်မယ်တရားထိုင်နေစဉ်မှာစိတ်တည်ငြိမ်မှုကိုရရှိခြင်းသာမကတခြားချိန်တွေမှာလည်းစိတ်ပိုင်းဆိုင်ရာအေးချမ်းမှုကိုအတိုင်းအတာတစ်ခုထိဆက်ရှိနေစေတဲ့အတွက်ကြုံတွေ့ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုခေါင်းအေးအေးထားဖြေရှင်းလာနိုင်မှာပါဒါဆိုရင်စိတ်ကြဝေဒနာတွေအမြန်ဆုံးလွင်ပါပျောက်ပြယ်သွားမှာပဲဖြစ်ပါတ
တရားထိုင်ခြင်းကြောင့်အထက်ဖော်ပြပါအကျိုးကျေးဇူးတွေကိုရရှိနိုင်မယ်ဆိုပေမဲ့ဘယ်အရာမဆိုအလေးကျင့်လိုအပ်ပါတယ်ဒီနေ့မှတရားထထိုင်ပြီးစိတ်တည်ငြိမ်အေးချမ်းမှုကိုချက်ချင်းကြီးလိုချင်လို့မရပါဘူးတရားထိုင်ခြင်းဟာပုံမှန်လုပ်သွားရမယ့်လှုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်ကောင်းတာကမအိပ်ခင်10မိနစ်လောက်အချိန်ပေးပြီးနေ့စဉ်တရားထိုင်ပေးနိုင်မယ်ဆိုရင်တော့တင့်ရဲ့စိတ်ချမ်းသာရေးကိုယ်ကျန်းမာရေးအတွက်အင်မတန်အကျိုးထူးမှာပဲဖြစ်ပါကြောင်း